အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လဲတို့သားမီးတကယ်ချင်းတွေနဲ့အတူတူရဆက်ခိုင်မောင်ကိုသွားလေထားတာလေးရိုက်ထားတာပါ။မိုင်းကနေသွားမယ်ဆိုရင်တော့တနားရီကျော်ကြာလောက်တော့ကားမောင်းရပါတယ်။အခုလမ်းမီးမြင်နေရတော့ရဆက်ခိုင်မောင်မှာရှိတဲ့ကြောက်တောင်တွေပါ။ဒါကတော့တောင်အောက်မှာရှိတဲ့ဆိုင်လေးပါလဲတို့မီးမွေးဖို့ထင်းဝယ်ဖို့မိလာလို့ထင်းဝယ်တာလေးဖြစ်ပါတယ်။ဈေးကတော့3ဆလောက်တော့ကွာပါတယ်။သူတို့ရောက်တော့မိုးလေးချုပ်နေပြီဆိုတော့တောင်တန်းတွေလည်းမမြင်ရတော့မနဲ့ကြမှာပဲပြတော့မယ်နော်။ရောက်လာပြီလဲတို့မီးစာမွေးရနေရထိုင်ခင်းလေးတွေချတယ်ပေါ့နော်။ပြီးရင် A4 တန်လေးတွေကိုလုပ်တယ်။အားကတော့တရင်နှုတ်ပြီးတော့သူဘေးကိုရောက်နေလဲပေါ့နော်။သူတစ်ခါမှဒီလိုမျိုးမထွက်ဘူး။မောင်မောင်မဲမဲကြီးထဲမှာဆိုတော့သူဘေးကိုရောက်နေလဲပေါ့။တော့လဲတို့ယူလာတဲ့အသားငါးတွေကိုဒီမှာစပြီးတော့กินပါပြီလဲတို့ရောက်တဲ့အချိန်ကတော့ရာသီဥတုကတော့မအေးပဲမဲ့ဒါပေမဲ့မပူလည်းမပူမဲ့အေးလည်းမအေးပဲနဲ့နေလို့တော့တော်တော်ကောင်းနေပေါ့နော်လေးလေးတစ်ဖြူဖြူနဲ့ဆက်လက်ကောင်းလားအားလုံးလည်းချက်ပြီးပြီဆိုတော့စားပါတော့မယ်စားကြပါဦးရှင်Let's eat ငါတို့ကြည်အောင်ကြက်ကောကြက်လားမသိမဲဦးမကြိုက်ဘူးဒီတော့ဟေးနေမဒီစားမလားနေမဒီစားမလား No How you feeling Okay Do it yourself Okay look Huh? Delicious Yummy sour နေမဒီကောင်းလားဟဲ့လေ ကောင်းတယ်လို့ပြောလေ နေမဒီကောင်းလားဘာသာရေးလည်းမစားကြအောင်မစိမ့်နေကြသေးတယ်ဒီမော်ဒီကောင်းလား ဒီကော ဒီနေ့တော့ဒီလောက်ပါပဲရှင်အားလုံးပဲတက်တာပါ